မင်္ဂလာပါရှင်မရေရာသောခရီး Unsettled Journey Podcast ကနေကြိုဆိုပါရစေ Unsettled Journey Podcast ကိုမိုဟင်ဂါ Hub ဆိုတဲ့အဖွဲ့ကနေစီစဉ်တင်ဆက်တာဖြစ်ပါတယ်ဒီအစီအစဉ်ကိုစီစဉ်တင်ဆက်ရတဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံကနေအခြားနိုင်ငံတွေမှာအကြောင်းမျိုးမျိုးကြောင့်ခိုလုံခွင့်တောင်းခံနေထိုင်သူတွေ refugees ခိုလုံခွင့်တောင်းခံနေသူတွေ asylum seekers သူတို့တွေရဲ့ဖြတ်တန်းလာတဲ့ခရီးတွေကိုတင်ဆက်ချင်တာဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေကိုနားထောင်ခြင်းအပြင်မြမလူပတ်ဝန်းကျင်တိုင်းဝိုင်းကြားထဲမှာကိုကျင်းစာတရားပုံမှုဖြစ်ပေါ်စေမယ်အချင်းချင်းနားလည်မှုပုံမှုရရှိပြီးတော့ refugees နဲ့ asylum seekers တွေပေါ်မှာခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့ရည်ရွယ်ပါတယ်အစီအစဉ်မစတင်ခင်မှာကျမတို့အခုလက်ရှိနေထိုင်ကြတဲ့ Australia နိုင်ငံကနေမြေတွေရဲ့မူလပိုင်ရှင်တွေဖြစ်ကြတဲ့ဌာနေတိုင်းရင်းသားများအားလုံးကိုလေးစားစွာအတိအမှန်ပြုကြောင်းဦးစွာပြောလိုပါတယ်မပျော်တဲ့အကြောင်းပြောတော့ဒီမှာအဲ့ဒီ language barrier တခုလည်းရှိလို့မပျော်တာလားတခြားအဲ့ဒါတော့နောက်ပြီးတော့ဒီကိုလေးကျွန်တော်တို့အောင်တဲ့ဟောတခါလေးပြောတယ်ဒီနိုင်ငံကအကုန်လုပ်ပြီးရပေါ့ဒါပေမဲ့ခက်တာကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုကာချာပေါ့နော်လမ်းထိပ်လည်းထွက်ရင်ထွက်မယ်ကိုဘက်ဒီဘက်ပေါ်တက်ပြီးတော့စကားစီပြောမယ်ဒါမျိုးလေးအဲ့အလေးဒလေးရဒီမှာမရှိတော့ကျွန်တော်တော့အခုနောက်ပဲကျွန်တော်ဆက်သွယ်လူတော်များအခုနောက်ရောက်တဲ့ပုဂ္ဂိုလ်တွေကျွန်တော် fan ပြီးမှအများကြီးဖြစ်လာပြီဒီနားပဲနေဆိုကျွန်တော်နောက်ဒီမှာ Andy Ruby ဆိုတာလည်းရှိ Andy Ruby ဆိုပြည်သူပဲကျွန်တော်တို့တက်လန်းကြော်သူရှိတယ်သူဆိုရင်လာအပြေချောင်းတွေပြောရင်အရင်သဘောကျတာအဖွားကြီးကသူ့မှာစကားပြောဖို့မရှိဘူးကျွန်တော်ပြေရဟိုတော့ Andy ချောင်းတွေသူ့ပြောပြရင်သူအရင်သဘောကျတာနောက်ဒီဘက်တက်အေးချောင်းမှာရှိတယ်အဲ့ဒါမျိုးဒီနားမှာအများကြီးပဲအဲ့တော့ကျွန်တော်တို့ဒါမျိုးဖြစ်နောက်ပဲကျွန်တော်တို့အုပ်စုလေးဖြစ်လာရင်တော့ဘာမှအုပ်စုလေးဖြစ်လာရင်တော့နေပြောမလားတော့မသိဘူးပေါ့နော်ကိုယ့်ရသလောက်ဖန်တီးကြအောင်ဆိုပြီးတော့ပုံစံမျိုးတော့စင်ကြယ်တော့ကြံတော့ဒီတစ်ဖေ့ဆိုင်နောက်ထပ်ရည်ရွယ်ချက်ပဲတော့ဖွင့်တော့စနေနေ့ကိုအဲ့လိုစကားဝိုင်းတွေလုပ်ပေါ့ကျွန်တော်စာပေစနေစကားဝိုင်းတွေပေါ့အဲ့လိုမျိုးလုပ်မယ်တနေ့ကိုနေကိုအဖေလေးပါရောင်းမယ်ပေါ့ဒီလိုအဲ့လိုမျိုးရွှေတဲ့လည်းလုပ်တာဒါပေမဲ့တောရွာလို့အဲ့လိုအငွေ့အသက်ကလေးတော့ရတာပေါ့နော်ဗမာဒီစားရက်ကွက်တွေအရင်တော့မေးကြည့်တို့ဘူးသီးတွေတွဲလောင်းနေတယ်ကျွန်တော်ဘူးသီးအေးလည်းသီးတာဒီလောက်ကြီးတွေဟုတ်မှာတလုံးမြင်ရတယ်လေဟုတ်တယ်ဖယုံသီးဘူးသီးဟုတ်နောက်အဲ့ဘိုးဘက်တွေမှာကျွန်တော်အဖေတွေပွားတာအများကြီးဟုတ်တယ်မကိုးမြင်တော့ရအောင်စိုက်ဒီမှာဖြစ်လေဖြစ်တာတော့စိုက်ရနော်ဟုတ်တယ်နော်အကုန်ဖြစ်တယ်နော်ကမိုးညင်လည်းကိုယ့်အကူခိုင်းပြီးစိုက်တာကမိုးညင်၄ပင်ရှိတယ်အဲ့လိုပဲကိုယ့်နိုင်ငံလေးလို့ကိုကဒေတာဘာမှဆိုတဲ့အတိုင်းပေါ့နော်ကိုယ့်နိုင်ငံလေးကိုဖန်တီးပြီးတော့ပျော်အောင်နေရတာပေါ့နော်မပျော်ရင်လည်းဒီလိုရှိတာပေါ့ဆရာမအောင်ကြောင်ကြီးမှာပျော်လာအဲ့လိုမျိုးကြောင်ခုနပြောပြီးသားခဏကြံလေးတက်ပြီးလားမပြောဦးဆိုတော့သိပါတယ်အဓိကအခက်အခဲဘာလို့ဖြစ်ဂျာမနီမှာအဓိကခက်ခဲရတော့ရေရှည်နေဖို့ confidence မရှိတာပေါ့နော်။ဒါကြောင့်လဲဘာမှရေရှည်နေလို့ရမယ်အခင်းချင်းကိုမတိုးဝင်တော့တာပေါ့နော်။ရေရှည်နေဖို့ confidence မရှိတာဘာသာစကားကလည်းအဓိကတစ်ခုပါတာပေါ့။ဟုတ်။ဘာသာစကားအခုမှသင်ရတယ်ပြီးတော့ဘယ်လိုခေါ်မလဲ။နောက်တစ်ခုပေါ့လေခုနပြောသလိုပဲဒီ platform တွေမှာစကားပြောဖြစ်တဲ့အခါကျတော့တော်တော်များများတခြားနိုင်ငံသူတွေကအဲ့လိုပြောတဲ့အခါတွေမှာသူတို့ဒီလိုမျိုးပြောင်းရွှေ့အခြေချလာခွင့်ရတဲ့အခါမှာပညာရေးတွေဆက်လို့ရတယ်သူတို့ဘဝတိုးတက်အောင်လုပ်လို့ရတယ်အဲ့အတွက်ဝမ်းသာတယ်ကျေးဇူးတင်တယ်ဒါတွေပြောကြတာပေါ့နော်အမေကိုယ့်လက်ကြတော့ပြောမိတယ်ကိုယ့်တိုင်းပြည်ကနေဝေးလာတဲ့အခုလိုအနေအထားမှာနေရတဲ့အခါမှာကိုတကယ်ပါရည်ရွယ်တာလဲလို့ပြောရင်ကိုဘဝတိုးတက်ကြအောင်မဟုတ်ဘူးเนาะ personal development ကိုတော့ဘာမှရည်ရွယ်ပြီးထွက်လာခဲ့တာမဟုတ်ဘူးကိုကကြကိုတကယ်ကခုနပြောသလိုပဲထွက်လာကြတဲ့ဟိုကဘာလုပ်ဖို့လဲဆိုတော့အိမ်ပြန်ဖို့ဆိုပြီးတော့ထွက်လာတယ်အဲ့တော့ဘာပဲဆုံးရှုံးသွားလဲပေါ့เนาะဘာဆုံးရှုံးသွားလဲလို့မေးရင်အိမ်တွေကားတွေပိုင်ဆိုင်မှုတွေမဟုတ်ဘူးလို့အဲ့ဒါတကယ်ကိုဆုံးရှုံးသွားတဲ့အရာလို့မမြင်ဘူးပေါ့နော်တကယ်လည်းမဆုံးရှုံးတာတွေလည်းရှိတယ်ဆိုတော့တကယ်ပါဆုံးရှုံးလဲလို့မင်း social status social capital ဆုံးရှုံးတာလို့ဟုတ်လားကိုယ့်ရဲ့လူမှုဘဝအဆင့်ဟုတ်လားကိုယ့်ရဲ့ဒီလူမှုဥစားပေါ့နော်ဒီအရင်အနည်းဆုံးရှုံးခဲ့ရတာပေါ့နော်ဆိုတော့အဲ့ဒါက
မြန်မာပြည်ပြင်ပဘယ်နေရာမှာကိုပြန်မရနိုင်တဲ့အရာ ဟုတ်တယ် ဘာကြောင့်မပြောလဲမေးရင်အဲ့ဒါအဓိကအကြောင်းနဲ့မှာပါတယ်ဘာသာစကားလည်းပါတယ်ရာသီဥတုပါတယ်နောက်အဲ့ဒီလူအဖွဲ့အစည်းရဲ့ပေါ့နော်သူတို့ရဲ့ဘလောက်ထိခုနပြောသလိုကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့နီးစပ်တယ်လဲမနီးစပ်ဘူးလဲဒါတွေလည်းပါတယ်ပေါ့နော် လိုအပ်တယ် အဲ့ဒါတွေကအဓိကအကြောင်းထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဟိုပုံမလင်းပြောရရင်ပေါ့နော် guilt ပေါ့နော်ငါလွတ်မြောက်နေတယ်ငါလွတ်လပ်နေတယ်ငါအဆင်ပြေနေတယ်ဆိုတော့ဟာပေါ်မှာကိုယ့်ဟာကိုမလုံမလဲဖြစ်ရတဲ့စိတ်ပေါ့နော်ဒါကလည်းကိုယ်မပြောအောင်လုပ်နေတာပေါ့နော်နောက်တစ်ခုကတော့မပြောရတဲ့အကြောင်းရင်းကဟိုဘယ်လိုအချိန်ဘယ်လိုနေထားမှာပဲဖြစ်ဖြစ်ဟလာဒီကိုတကယ်ဖြစ်ချင်တဲ့ဆန္ဒကိုနိုင်ငံကိုကောင်းစေချင်တာကိုလူထုကိုအေးအေးချမ်းချမ်းလုံလုံခြုံခြုံလွတ်လွတ်လပ်လပ်နေစေချင်တာအဲ့တော့အချိန်နဲ့အမျှဟလာဟိုနိုးနေသည်ဖြစ်စေအိတ်နေသည်ဖြစ်စေကိုဖြစ်ချင်တဲ့ဆန္ဒတွေတခုမှမဖြစ်ရဘူးဆိုတာသိနေရတဲ့အတွက်မပြောတာအဲ့အတွက်မပြောနေတာဆိုတော့အဲ့ဒီဟာကြီးကိုပြောအောင်ဘယ်လိုတတ်နိုင်မလဲလို့မေးရင်တော့ဘယ်နိုင်ငံမှာမှဘယ် status ပဲရတို့ထင်လည်းပြောမှာမဟုတ်ဘူးမပြောနိုင်တော့အဒီအနေထားပဲဆိုတော့အဲ့တော့ဓာတ်ပြန်ပြောအောင်လုပ်ဖို့ဆိုလို့ရှိရင်တော့ဒီအခြေအနေပြောင်းနိုင်အောင်လုပ်ဖို့ပဲရှိတော့တယ်သိရမလားအဲ့တော့အဲ့ပြောင်းနိုင်အောင်တော့နိုင်တဲ့လောက် contribute လုပ်ပေါ့နော်ဟိုဆိုတော့အခုနောက်ပိုင်းတော့တတ်နိုင်တဲ့လောက်တော့ဟိုခုနလိုမလုံးမလဲဖြစ်ရတဲ့အပြင်းမကင်းဘူးလို့ခံစားရတဲ့စိတ်ကိုတော့ကြော်လွှားနိုင်အောင်ကြိုးစားနိုင်လေနိုင်လာတယ်လို့ယူဆတယ်ပေါ့နော်အဲ့ဒီထဲမှာမြင့်မြုပ်နေုံနဲ့ပြဿနာတွေကပြေလည်မသွားဘူးသိရမလားအဲ့တော့အဲ့ဒီခါကိုတော့ကြော်လွှားတယ်ဒါပေမဲ့တော်တော်များများအရာတွေကကိုယ်ခုချိန်ကြီးမပြောအောင်ပဲတတ်နိုင်နေတော့မယ်ပေါ့နော်အဲ့လိုပြော ဟိုပြောင်းလဲလို့ရဟိုဒီမှာရှိရလူအားလုံးကကိုတတ်နိုင်တာနည်းနည်းချင်းစီရောကိုနိုင်တဲ့ရွေးရောလုပ်နေကြတာပဲเนาะဒါပေမဲ့အပြောင်းလဲဖြစ်လောက်အောင်အထိမတတ်နိုင်ဘူးဖြစ်နေတယ်အဲ့ဒါတခါလူတိုင်းမှာရှိမယ်ထင်တာအဲ့စိတ်ကအရင် frustrate ဖြစ်လာအရင်မခံမရနိုင်ဖြစ်လာဘာထပ်လောက်အောင်မှလဲပေါ့เนาะအဲ့ဒါလည်းဟုတ်တယ်ဟိုမမို့တယောက်တည်းအနေနဲ့ဆိုရင်လုံခြုံသွားတယ်လို့တော့ခံစားရအဲ့ဒါတော့အမှန်ပဲမြန်မာနိုင်ငံမှာခုနဆရာမပြောတဲ့ laptop ကိုနှစ်ခုခွဲထားရတယ်ဖုန်းကိုနှစ်ခုခွဲထားရတယ်ဆိုတဲ့အခြေအနေကလေအဲ့မှာနေဘူးတဲ့လူတွေမှပြန်ပြီးဟိုဟာဖြစ်မယ်နဲ့တူတယ်မီးပွိုင်းကိုဖြတ်တိုင်း barricade ကိုမြင်လိုက်တိုင်းငါအိတ်ကိုစစ်မှာလားဟိုငါဖုန်းကိုလာကြည့်မှာလားဆိုတဲ့စိတ်နဲ့ရှင်ရတာလေတော့အဲ့ဒီကနေတော့ဖလို့ဆိုပြီးတော့လွတ်လာတယ်ဆိုတော့လေအဲ့လိုလုံခြုံသွားတယ်တော့ဖြစ်သွားတယ်ဒါပေမဲ့ဟိုအသေးလေးအစမနှက်စာအစဟိုဆရာမပြောတဲ့ social capital ဟိုမှာရှိရဲ့ဟိုမှာလောက်ခဲ့တဲ့အလုပ်ကိုဒီမှာထပ်တူလုပ်နေရအောင်မှပဲမတူတော့လို့ပဲကိုလုပ်ချင်တဲ့လုပ်တော့လုပ်နေရတယ်ဒါပေမဲ့ဟိုမှာအပြောင်းလဲတစ်ခုခုကိုလုပ်ချင်ခဲ့တဲ့အစိတ်ကရှိရအောင်အဲ့တော့ဟုတ်တယ်အဲ့ဒါကတော့အပြစ်ရှိတဲ့စိတ်ကလူတိုင်းမှာရှိအနည်းနဲ့အများကြီးရှိနေအောင်မယ်လေတူရနော် ဟုတ်တယ် ပြီးတော့ဟိုဆရာမရောအကိုရောပေါ့ဟိုပြင်မာနေတော့အဲ့လိုဆရာမပြောတဲ့စကားလုံးကပြန်ကောက်ရရင် social status က change သွားတယ်လေနိုင်ငံသားမြန်မာနိုင်ငံမှာဘလုံးဖြစ်နေတဲ့လူတစ်ယောက်ကနေပြီးတော့ဗမာဘယ်နေရာမှာဘယ်နိုင်ငံမှာသွားပြီးတော့ဘလုံးဖြစ်ရမှမသိရဲ့အခြေအနေကိုရုပ်တရက်ရောက်သွားတယ်ပေါ့နော်အဲ့ဒီအခြေအနေမျိုးမှာခုနကကိုလည်းဟိုနှစ်ဖေးဆိုင်တောင်းပြောပြတော့တည်းဒီမှာကိုလုံနိုင်တယ်လို့လုံနေရလေးကိုဘယ်လိုပြောရမလဲနည်းနည်းဟိုအပြစ်ပြောခံရအပြစ်မြင်ခံရပါဘောเนาะလို့ပဲပြောကြပါဆိုတော့အဲ့လိုအခြေအနေစိတ်အခြေအနေမှာပြီးတော့ခုနလိုမျိုး social status change သွားတဲ့အခြေအနေမှာအဲ့ဒါကိုဘယ်လိုလိုက်ပြီးတော့ cope လုပ်ရလဲဟိုစိတ်နည်းနည်းနေရတတ်တာပေါ့နော် ဆရာမ ဘယ်လိုလုပ်လဲဆိုတော့တိတ်တော့ထူးထူးခြားခြားဘာမှမလုပ်ပါဘူးအဲ့အတွက်ရည်ရွယ်ပြီးလုပ်တာမရှိဘူးပေါ့နော်ဆိုတော့ဟိုအထဲမှာမနေတော့တာလွင်ရင်အထဲမှာနေတယ်လို့ပဲအလုပ်ဆက်လုပ်တဲ့အလုပ်ပဲလုပ်တာပေါ့နော်သိရမလားကြံတဲ့ဟာဘာမှကျမတို့တော့အထူးသဖြင့်မပြောင်းဘူးလို့ပြောလို့ရတယ်ခုချိန်ထိကံကောင်းထောက်မှစွာနဲ့ပေါ့နော်ဒီလုပ်နေကြအလုပ်တွေကိုပဲဆက်လုပ်နေသေးတယ်ပေါ့လေဆက်လည်းလုပ်ဖြစ်နေတယ်ပေါ့နော်ဟိုလုပ်နိုင်လောက်အောင်လဲအချိန်ကြီးတော့ရှိနေသေးတယ်ပေါ့နော်ရှိနေမကြခင်လည်းမရှိနိုင်တော့ပါဘူးသို့တော်လည်းဟိုတက်နိုင်တော့ပေါ့နော်ဒါကြောင့်လဲဟိုခုနောက်ပိုင်းဟို YouTube တို့ဘာလို့ဘာလုပ်ဖြစ်လာလဲဆိုတာလဲအဲ့သဘောပဲပေါ့နော်ဟိုဘာအတွက်မှမဟုတ်ဘူးကို့မှာဘယ်လိုခေါ်မလဲအလုပ်ဆက်လုပ်ဖို့ platform နေကို
အရန်နေလို့ရပေါ့နော်ဒါဆိုဘယ် platform ကဘယ်အချိန်မှာဘာဖြစ်မှန်းမသိတဲ့အတွက်ကြောင့်မလို့လောက်တာကျွန်မကြောက်ပါလေဟိုဟာတွေအကြောက်မဟုတ်ဘူးတခြား mission ဘာမှမရှိဘူးတင်မှာအကြောက်ကိုစိတ်ကူးပေါအောင်လုပ်တယ်စိတ်ကူးမပေါအောင်မလုပ်ဘူးဆိုတာမျိုးလို့ပေါ့နော်ဟိုကိုဘယ်သူကမှပဲဘယ်လိုခေါ်မလဲ mechanism ရဲ့ဖိအားမှာကိုကမလိုချင်တဲ့လူမျိုးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဟိုဟာကြောင့်ဒီဟာကြောင့်ငဲ့ပြီးတော့ဟိုမဖြစ်မနေလောက်ရမယ့်အလုပ်မျိုးတော့မလုပ်ဘူးရှင်းရှင်းပြောရရင်တော့ကိုလုပ်ချင်ရင်လုပ်မယ်မလုပ်ချင်ရင်မလုပ်ဘူးဆိုတဲ့ဟာနဲ့ပဲတော့သွားတယ်ပေါ့နော်ဆိုတော့အဲ့လောက်သွားနေတဲ့ဟာမှာအချိန်နဲ့နေရာသာပြောင်းသွားတယ်ဒီဟိုဘယ်လိုခေါ်မလဲတစ်သက်လုံးကို commit ဖြစ်ခဲ့တဲ့ပေါ့နော်ဒီကိုယ့်ရဲ့တန်တိတ်တန်ချပြီးလုပ်နေခဲ့တဲ့အလုပ်ကိုဆက်လုပ်ပြစ်နေတဲ့ဟာကလေ social status တွေ social capital တွေပြောင်းသွားတယ်ဆိုသည့်တိုင်အောင်ကိုယ့်တစ်ဖက်ကနေပြန်ပြီးတော့ confidence ပေးတယ်လို့ထင်တယ်ဒီလားယုံကြည်ချက်ပြန်ပေးတယ်ပေါ့နော်သိရမလားဒီပေါ်မှာပဲရှိနေသေးတယ်ဆိုတဲ့ဟာလေဆိုတော့အဲ့ဒါကပဲဟိုနည်းနည်းလေးထွက်ပေါက်လို့ဖြစ်တယ်တကယ်တမ်းကြွားကြည့်လေဟိုခုနပြောသလိုပဲဥမာစာအုပ်နဲ့ပတ်သက်ရင်လည်းဟိုစာအုပ်ကဘာမှလည်းပေါက်မသွားဘူးဘယ်သူမှလည်းဒီလောက်ကြီး appreciate မလုပ်ဘူးပေါ့နော်သို့တော့ကိုယ့်စိတ်ထဲမှာတော့ကိုထမ်းဆောင်ရမယ့်တာဝန်တစ်ခုကိုထမ်းဆောင်လိုက်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါကြောင့်မလို့အရှိမလဲဟိုဆိုတော့စမ်းချောင်းရင်းစိန်ဟာဘတ်လည်းဒီတိုင်းပဲလေလွတ်ပြီး10နှစ်လောက်ကြာမှရေးတာလေတကယ်တမ်းပြောရကြဆိုရင်ဟိုဒီလိုစာအုပ်မျိုးရေးချင်လို့ကိုထောင်ကြတော့ကပြောခဲ့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်တမ်းဟိုဒီကဲစာအုပ်ကိုရေးပြစ်သွားပြီးဆိုတဲ့အချိန်ကြတဲ့အခါကြတော့ဘာလို့ပဲကျင်းနေရတာလဲဆိုတော့အဲ့ဒီစာအုပ်ရဲ့နောက်ဆက်တွဲရလာတဲ့ဆိုတော့ငွေကြေးဖြစ်စေတခြားသောကြော်ကြားမှုအောင်မြင်မှုဖြစ်စေမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တစ်ခုကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အချိန်မှာလှုပ်လိုက်တယ်ဆိုတော့အဲ့ဒီဟိုအဲ့ဒီရရတဲ့ကိုယုံကြည်မှုပေါ့နော် self confidence ကအဲ့ဒါကပဲ survive ဖြစ်အောင်တတ်နိုင်တာလေနေလားအခုလဲအဲ့အတိုင်းပဲပေါ့နော်ဥပမာအန်ဒီယာဝင်ကပါတေးကြတယ်တော်လန်ရေးချီပြူတဲ့နောက်ထပ်စာအုပ်တော့ရေးနိုင်ဖို့စွမ်းအားမရှိတော့ဘူးတအားပင်ပန်းခဲ့တာနေရမှာခုနပြောသလိုပေါ့ကို personal ဟိုဒုက္ခကလည်းရှိနေတဲ့အချိန်မှာသွားရေးမိတာဖြစ်သွားတာဟိုသိတယ်မလားဆိုတော့ထားပါတော့ဟိုအဲ့လိုအချိန်မဟုတ်ဘဲနဲ့ဒီလိုမျိုးနောက်တစ်အုပ်ရေးဖို့ဆိုတာလည်းဒီစာအုပ်ရေးတော့တာဟို85ရက်ပဲကြာတာ literally ရေးချိန်က85ရက်ပဲရှိတယ်ဒီစာမျက်နှာ900နီးပါးဒါပေမဲ့အဲ့စာအုပ်အတွက် research လုပ်တဲ့ဟာ2နှစ်နီးပါးကြာတာ almost 2နှစ်ပဲလေဆိုတဲ့အခါကျတော့အဲ့2နှစ်ကဟိုဒီထဲမှာပဲတအားမြုပ်ပါတယ်အဲ့ဒါကြောင့်လဲစိတ်ကပိုပင်ပန်းတာတကယ်တမ်းကတော့သိရမလားအဲ့ဆိုမလွတ်သွားအောင်လေဘာ side view ဖြစ်နိုင်တယ်လို့ဖြစ်အောင်ပေါ့နော်သိရမလားခြုံပြီးတော့မြင်နိုင်အောင်ပေါ့ဆိုတော့အဲ့ဟာကိုတအားအားထည့်ခဲ့ရတာဆိုတော့အခုအဲ့လိုမျိုးနောက်တအုပ်ကိုအဲ့လောက်အားဆိုင်ပြီးပြန်လုံနိုင်ဖို့ကမရှိဘူးဒါပေမဲ့အခုပြန်စဉ်းစားကြည့်ရင်ခုနပြောသလိုပေါ့ဟိုနောင်တမဲ့အသက်ရှင်ရတာပို့ပြီးတော့ထပ်ပေါက်ဖြစ်တယ်သိရမလားโอเคလှုပ်တင်လှုပ်ထိုက်တဲ့အချိန်မှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုကိုတော့လုပ်ခဲ့နိုင်တယ်ဒေါ်လာရင်းနဲ့ပတ်သက်ရင်ပြောလို့ရှိရလေညီမဒီမျိုးဒေါ်လာရင်းကတစ်ချိန်မှာသင်ခန်းစာတစ်ခုလိုမျိုး textbook တစ်ခုလိုမျိုးဖြစ်သွားမယ်ပေါ့ဆိုတဲ့အခါကျတော့ textbook ဖြစ်သွားရအောင် textbook လို့ရေးထားတဲ့ documentation ရှိရမယ်ဆိုတော့အဲ့အတွက်အဲ့စာအုပ်ကိုလုပ်ခဲ့နိုင်တယ်သိရမလားအဲ့နောက်ဆက်တွဲဘာမှတော့ဘာဆိုဘာမှမရဘူး benefit ကဟုတ်ဒီပတ်တိပေါ့နော်ဘာမှမရှိဘူးလို့ပြောလို့ရတယ်လို့တော့ဘာတင်နှက်ခဲ့နိုင်လဲဆိုတော့ဒါပဲပေါ့နော် work done တော့ဖြစ်ခဲ့တယ်လုပ်ရမယ်ဆိုတဲ့အချိန်မှာလုပ်တင်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်ခဲ့နိုင်တဲ့အတွက်ဟိုနောင်တမရှိဘူးပေါ့နော်အဲ့ဒီဟာကပဲဆက်ပြီးမောင်းနေနေတယ်လို့ထင်တယ်ဆိုတော့အခုလဲအဲ့သဘောမျိုးပဲပေါ့နော်ဒီဟာနဲ့တော့ဟိုဒီစာအုပ်မျိုးတော့ထမ်းမရဘူးသို့တော့နောက်ထပ်ကိုလုံးရမယ့်အလုပ်ကိုဆက်ပြီးတော့လုပ်နေမယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပဲဆက်သွားမယ်လို့ထင်တာပဲဆရာမတော့မသိဘူးမမိုးကတော့အဲ့စာအုပ်ကိုဖတ်လိုက်တိုင်းမှာအသေးစိတ်ဆရာမရေးထားတယ်လေအသေးစိတ်ကိုမှဟို stakeholder အများကြီးပါရလောက်အောင်ရေးထားဆိုတော့လေဖတ်ရတဲ့လူကဖတ်ရင်းနဲ့ဆရာမဘလို့စိတ်နဲ့ရေးတာလည်းမသိကွာအဲ့ဒါကိုဖတ်ပြီး2မျက်နှာလောက်ဖတ်ပြီးတော့ချလိုက်တက်ရှူလိုက်ပြန်ဖတ်လိုက်အဲ့လိုရေးရတာဟိုနည်းနည်းနော် heavy စာအုပ်မဟုတ်ပြီးတော့ဟို textbook ဖြစ်မယ်ဆိုရင် research လုပ်မယ်ဆိုရင်ဖြစ်လောက်တဲ့ကိုကားရလောက်တဲ့ details တော်တော်များများ data တွေအကုန်ပါတယ်လို့ပြောဟုတ်တယ်တအားတော့ပြန်မှန်းခဲ့တယ်ပြန်မှန်းတော့ပြန်မှန်းစိတ်ပေါ်လို့ပြန်မှန်းခဲ့တယ်ဆိုဒီကိုရောက်လာတော့ပေါ့နော်မြန်မာအတိုင်းဝိုင်းဒီမှာရှိတာပေါ့နော်စင်မီမျိုးရောက်လာတယ်ဆိုတော့အဲ့ဒီအတိုင်းဝိုင်းရဲ့ပံ့ပိုးမှုဒါမှမဟုတ်လို့ရှိရင်ပေါ့လို့နှွေးထွေးရှိမှုအဲ့ဒါမျိုးတွေကရောအများကြီးဟိုအထက်ကိုဖြစ်စေတာပေါ့နော်ကိုမျိုးဖြစ်ပါတယ်ဒီကဟိုနိုင်ငံရေးအတိုင်းဝိုင်းရလည်းရှိတယ်တော့ဒီတိုးဝဲပေါ့ကာဆန်
သူကလည်း88ကနိုင်ငံရေးလုပ်ပေါ်ခိုင်မှလည်းဖြစ်တယ်တော့စောစောစိတ်ပြီးသူက ABS ဖြစ်သွားတော့ကိုရီးယားကတော့မခုဖြစ်တော့ထောင်ကြပြီးတော့ကြံရင်ခဲ့တာသူကထွက်သွားနိုင်တယ်တော့ဒီမှာစော်ကြီးရအောင်တခြားလုံးလည်းနောက်ပိုင်းဒီ internet ခေတ်ဖြစ်သွားတော့အဆက်အသွယ်လည်းရှိတယ်ကိုရီးထောင်ကြသွားတာလည်းသူသိတယ်နောက်ထွက်လာပြီးထိုင်းမှာရောက်နေတယ်ဆိုတဲ့အားလည်းသူသိတယ်တော့သူ welcome နဲ့လုပ်ပါတယ်ဒီမှာလည်းရောက်တော့အများကြီးကူအတိုင်းဝဲကတော့အများကြီးကူ ရှိပြီလားအတိုင်းဝိုင်းတော့ရှိတယ် ရှိတယ်အများကြီးလည်းလူတွေတူလည်းကူပြီးကြတယ်ကူပြီး မို့လည်းအဲ့ဒါသိချင်တာဟိုဒီမှာကြောက်မို့ကြတော့အဲ့ဒီ refugee နဲ့ဒီ people seeking asylum လို့ခေါ်တဲ့လူတွေနဲ့အလုပ်လုပ်ရတာကိုမှန်တယ်ပြောမို့လည်း refugee ဆိုပေမဲ့ကိုလာတဲ့လမ်းကြောင်းကကြတော့တအားလွယ်ရဲဆိုတာတောင်မှပဲဥမာမို့မှာ language barrier တိတ်မရှိဘူးအဆက်အသွယ်ရှိတယ်ဆရာကြီးရှိတယ်ပံ့ပိုးတဲ့အဖွဲ့အစည်းရှိတယ်ပေါ့နော်အဲ့ဒါတော့မှပဲကိုဖြတ်ကျော်ရတဲ့ဟာတွေသူ့ရဲ့အတိုင်းအတာနဲ့သူတော့ရှိရပေါ့အဲ့တော့နောက်ထပ်အစ်စ်ရောက်လာမယ့်သူတွေလည်းအဲ့လိုဖြစ်နိုင်တက်နိုင်တယ်နည်းစေချင်တယ်ပေါ့နော် challenge တွေနည်းစေချင်အဲ့ဒါမို့မို့အခုရောက်ပြီးသားလူဖြစ်နေတဲ့လူတွေအနေနဲ့ဘာထပ်လုပ်ပြီးရင်ဒီ resettlement အတွက်ပိုကောင်းမယ်လို့အပိုထင်တယ်အဲ့လိုမျိုးအကြံဉာဏ်ပေးချင်ဒီကတော့ဒီအလုတ်အကင်ခွင့်တယ်ပေါ့လူတယောက်ကတော့ဝေရှိတယ်လုံးဆရာလုံးတစ်ခုရှိတယ်ဆိုလို့ရှိရင်တော့အခြားခုနအိမ်ရွမ်းတာတော့ပုံစစ်ဖြစ်တာတော့ဘာလို့အများကြီးတက်တာတဲ့အတွက်တဖြည်းဖြည်းနဲ့ဒီကာချာထဲမှာမတိမတာနဲ့စိတ်ဝင်သွားတယ်ဒီဟာနဲ့တသားနဲ့ကြာသွားရင်တော့ဘာမှဖြစ်မှာအေးဆေးဖြစ်သွားတယ်ပေါ့နော်အဆင်ပြေလာမယ်ပေါ့ကျွန်တော်တို့ခုနကတော့ပြန်နေတယ်ကိုယ်တွေကလည်းခုနကပထမပြောတဲ့နိုင်ငံရေးလှုပ်ရှင်တယ်ပြန်ပြီးလှုပ်ရှင်တယ်ဆိုရင်စိတ်မျိုးရှိတယ်နောက်တစ်ခုကတကယ်လို့ဒီမှာဆက်နေရရင်ဆိုရင်အခုဘာလုပ်မှာအလုပ်တစ်ခုရှောင်လိုက်အဆင်မပြေတာများအဆင်မပြေတာများအဓိကတော့စကားမပေါက်ဘူးအင်္ဂလိပ်စကားခေါ်မပြောရတယ်လို့အဆင်မပြေဘူးအဲ့တော့အဆင်မပြေတော့ဟိုနိုင်တဲ့လောက်တော့ရအောင်တော့လေကိုကဒီတစ်လုံးနှစ်လုံးလောက်အဲ့လိုမျိုးဝင်လိုက်လက်ဖေမမြဲဘူးပေါ့နော်အဲ့ဒါမျိုးကလည်းကိုကရှက်တယ်ပေါ့နော်လက်ကြောမတင်ဘူးလို့လည်းပြောခံမှာလည်းကိုကမလိုလားဘူးဒီအဲ့တော့မြင်ခံပြီးတော့လုပ်တယ်အဲ့ဘယ်လိုမှနောက်ဆုံးထွက်လိုက်တဲ့ဟာဆိုပြီးခါရိုင်းမြက်သွားတယ်မလုပ်နိုင်တော့ဘူးအလုပ်အကျဉ်းဆရာဝန်တော့ပြောဆရာဝန်က3လနားရမယ်ဆိုသူကိုယ်တိုင်စေးစားတယ်သူလိုလားထုတ်ပြီးတာနဲ့အဆင်ပြေသွားအဲ့ဒါ3လဦးဒါအဓိကတော့အဲ့အလုတ်ကင်ပေါ့နော်အလုတ်ကင်တာကိုခုနကတော့ပြောသလိုဒီအင်းဒီစကားများများမပြောရတဲ့နေရာမျိုးတွေမှာရတယ်ဆိုတော့ပိုးစစ်ကြည့်တာပေါ့အဲ့လိုပေါ့လောက်ကိုင်ပြီးတော့ဒီခုနအခုပြောတဲ့ language barrier ပေါ့ဒီဘာသာစကားဟုတ်တယ်နည်းနည်းလေးပို့ပြီးတော့ဥမာလေ့ကျင့်ကူပြီးလေ့ကျင့်ပေးနိုင်တဲ့လူတို့ပါလို့အဲ့လိုမျိုးတွေမြန်မာအတိုင်းဝိုင်းနဲ့ရှိမစိုးဘူးเนาะ social integration ပေါ့နော်အဲ့ဒီအတွက် mechanism တစ်ခုလောက်တော့ရှိသေးခြင်းနဲ့နောက်တစ်ခုကလေတို့မြင်တာကဘာလဲဆိုတော့နေရာတိုင်းမှာဒီခေါ်လဲ community sense ရှိတဲ့စုံရက်တစ်ခုပေါ့ hub တစ်ခုပေါ့နော်ဒါကိုလုပ်ပေးနိုင်ပြီးတော့အဲ့ဒီ hub ကဟိုဒီ community တစ်ခုလုံးပေါ့အခုဆိုရင်တော့မြန်မာပေါ့နော်ဟိုတခြားလူမျိုးတခြားနိုင်ငံလာတဲ့ diaspora တွေမှာလည်းရှိကောင်းရှိမယ်ရှိချင်မှလည်းရှိမယ်ပေါ့နော်ဟိုရှိဆိုတော့ရှိနိုင်လို့ရှိရင်တော့ဒီ hub တစ်ခုကဒီနိုင်ငံရဲ့ဥပဒေတွေအရfunctioning ဖြစ်နေတဲ့ mechanism တစ်ခုရှိပြီးတော့အဲ့ဒီကနေပဲခုနလိုပေါ့ဘာသာစကားမလုံလောက်တဲ့သူတွေကိုတောင်မှဒီထဲမှာလောက်သားအင်အားအဖြစ်နဲ့ပြန်ပြီးတော့ပေါ့နော်သူတို့ဟိုလှုပ်ပေးနိုင်တဲ့ mechanism တစ်ခုကိုထူထောင်နိုင်ရင်ပေါ့နော်အဲ့လိုဟာမျိုးအတွက်ဒီတချို့ဆိုရင်ဒီမှာဆိုရင်တို့နားလေတဲ့လောက်က multicultural community funding ရှိတယ်ဟုတ်တယ်ဆိုတော့အဲ့လိုဟာမျိုးနဲ့အဆောက်အဦတို့ဟိုဟာတို့အဖြစ် run နိုင်တယ်ဆိုလို့ရှိရင်အဲ့ထဲမှာပဲဟလာအခုတင့်တော်ရာပေါ့နော်ဟိုမှာစာကြည့်တိုက်တို့ဟိုဟာတို့လုံနိုင်တယ်ဆိုရင်ပေါ့နော်ဒီအားကစားfacility တို့ဘာလို့လုံနိုင်တယ်ဆိုလို့ရှိရင်ခုနလို language သင်တဲ့ဟာတွေ language practice လုပ်တာတွေနောက်မှာစာကြည့်တိုက်မှာဆိုလဲဟိုဟာကိုဘာသာစကားနဲ့ကို run လို့ရတဲ့ဟာပေါ့နော်နောက်တစ်ခုက
တချို့ကိစ္စတွေဆိုဥပမာဆိုရင်တို့ထင်တာတော့ Melbourne မှာဆိုလို့ရှိရင်ဟိုရှိရမလားဒီ language learning center မှာမြန်မာစကားကိုတောင်သင်နေဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပေါ့နော်ဥပမာမြန်မာစကားသင်ခွင့်ရတဲ့ဟာမျိုးရှိလာရင်တချို့သူတွေကမြန်မာစကားသင်ပေးနိုင်တဲ့သူတွေအဖြစ်နဲ့ကိုမင်းညိုတို့ဆိုမြန်မာစကားကိုဒီမှာရောက်နေတဲ့ကလေးတွေကိုမြန်မာစကားသင်ပေးတဲ့အလုပ်မျိုးပေါ့နော်ဒါမျိုးတွေဟိုပေါ်လာလို့ရတယ်လေသိရမလားဟိုရှိပြီးသား infrastructure ထဲမှာဇွတ်တိုးတဲ့ဟာထက်ကိုနဲ့ကိုက်ညီတဲ့ infrastructure အသစ်တစ်ခုကိုဟုတ်လားဒီ diaspora အားလုံးကစုပေါင်းပြီးတော့ပြန်ပြီးတော့ဖန်တီးမယ်ဆိုရင်ရေရှည်မှာဟိုပုံမှန်လင်းလင်းပြောရသေးဆိုရင်ခုနလိုပေါ့နော်ရွေးချယ်စရာနဲလာတဲ့အခါကျရင်ဟိုပြန်လို့ရသည့်တိုင်အောင်တောင်မှဒီ second generation third generation ပေါ်သွားတဲ့သူတွေကပြန်ကောင်းမှပြန်တော့မယ်လေဆိုတဲ့အခါကျတော့နိုင်ငံရေးအရာကြီးပဲစဉ်းစားတာထက်ပေါ့နော်ဒီ social culture ပေါ့လူမှုရေးယဉ်ကျေးမှုအရာရေရှည်သွားမယ်ဒီ hub တစ်ခုကိုထူထောင်နိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းမယ်ပေါ့နော်ဒါကလည်းတကယ်တမ်းကျနိုင်ငံရေးအဖြစ်နဲ့ပြောင်းသွားမှာပဲတကယ်တမ်းပြောရကြီးဆိုလေဆိုတော့ဒါရေရှည်မှာအများတန်းတို့စိတ်ဝင်စားခဲ့တာဒီလူမှုရေးအရာအပြောင်းအလဲပေါ့နော်ဒါကပိုပြီး sustain ဖြစ်တယ်ပေါ့နော်နိုင်ငံရေးအပြောင်းလဲဆိုတာတော့နိုင်ငံရေးစနစ်တွေ structure တွေဟလာခုနလိုနိုင်ငံရေးဆိုင်ရာမူဝါဒအတွေးအခေါ်တွေပေါ်မှာမူတည်ပြီးတော့ဟိုအမျိုးမျိုးပြောင်းနေမှာပဲဖြစ်နေမှာပဲသိရမလားဒါပေမဲ့အဲ့ society ကလူထုကိုနိုင်ကအဲ့ဒီအပြောင်းလဲကိုအစင်းသင်းဖြစ်လောက်တဲ့culture မျိုးပေါ့နော်ဒါ social culture မျိုးပေါ့နော်အဲ့ဒီယဉ်ကျေးမှုမျိုးမှာကောင်းကောင်းပြုစုပြောထောင်မခံရရင်နိုင်ငံရေးအပြောင်းအလဲတွေမှာကုတ်မလုံနိုင်ရအောင်ဒါဒီပြီးခဲ့တဲ့10နှစ်ကသင်ခန်းစာပေးပြီးသွားပြီတကယ်တမ်းပြောရသေးဆိုရင်လေဒီမိုကရေစီအစစ်မဟုတ်သည့်တိုင်အောင်တော့မှဟိုမကျင့်သုံးတတ်ဘူးလွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုမကျင့်သုံးတတ်တဲ့အခါကျတော့ hate speech တွေများလာတာမျိုးသိရမလားဟိုမလိုလားအပ်တာတွေဖြစ်တယ်ဆိုတော့လေခုကလေးကဟိုဒါကို opportunity တစ်ခုလို့သဘောထားတာမျိုးပေါ့နော်လွန်ခဲ့တဲ့73နှစ်ကဟိုဝိုင်းမော်မြကြီးနားဘက်ကဒီ camp တွေကိုတွားပြတယ်အဲ့တုန်းကကချင်စစ်ဆောင်တွေရှိနေတာဟုတ်သိရမလားအဲ့တုန်းကပြောမိတယ်ဆိုတာလေဟိုဒီလိုဖြစ်ရတာစိတ်မကောင်းစရာကောင်းတယ်ထက်လာစစ်ဆောင်စခန်းမှာနေရတယ်ဒါပေမဲ့ဒါကို opportunity တစ်ခုလို့စဉ်းစားပြီးတော့အဲ့တုန်းကအကြံဉာဏ်ကတော့ဘာမှမဟုတ်ပါဘူးဒီကချင်ဘာသာစကားနဲ့စပေးရဒီလောက်မရှိနေဘူးဆိုတော့ဒါကို opportunity လို့စဉ်းစားပြီးတော့လူကြီး generation နဲ့လူငယ် generation တူတူနေခွင့်ရတဲ့အချိန်မှာအားလုံးကို record လုပ်ဖို့ပေါ့နော်ဒီတားချော့တေးတွေဟလာပုံပြင်တွေအဲ့ဒါတွေအကုန်လုံးကို transcript လုပ်စေချင်တယ်ပြန်လိုက် transcript အရင်လုပ်ပြီးရင်အဲ့ဒါကို literature ပြောင်းလို့ရပြီဘာသာစကားနားလည်တဲ့သူတွေကအဲ့လိုနဲ့ literature ပေါ်လာမယ်လေသိရမလားအဲ့လိုပုံစံမျိုးပေါ့နော်ဒါကို opportunity တစ်ခုလို့အသုံးချဖို့ပေါ့နော်ရေရှည်အတွက်ဆိုတော့အဲ့လိုမျိုးပြောပြခဲ့ဆိုတော့အခုလဲဒီလိုပဲပြောရမယ်လို့ထင်တယ်ပေါ့နော်တို့အဲ့ပတ်သူဘာလို့သွားလေရမှာတော့ပြောပြတယ်ဒီမှာဟိုစလေဟိုအတိုင်းဝိုင်းနဲ့တွေ့တဲ့အခါမှာအဲ့လိုလေးပါတစ်ဖက်ကပြင်ဆင်စေချင်တယ်တော်လန်ရင်းနဲ့ရမုံငွေကပဲ diaspora တွေအတွက်ပန်းတိုင်မဟုတ်ဘူးအဓိကမကြဘူးပေါ့နော်ဒါကိုပဲ focus လုပ်နေတာထက်ဒီထက်ပိုတဲ့ဟာကိုတခြားဟာပါ လှုပ်စေခြင်း ဝိုင်းတစ်ခုခါလေးတိုးတက်လာတဲ့သဘောမျိုးဖြစ်အောင်ကြောင်လှုပ်စေခြင်းနဲ့ပေါ့နော်ဘာလို့ဆိုတချို့နိုင်ငံတွေမှာဆိုလဲဟိုလူဦးရေအရလုံလောက်ရှိပေမဲ့ခုနလိုပေါ့နော်တအားဟို identity based politics သိများတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဟိုဆိုတော့ဟိုဟာဆိုလို့ရှိရင် US ကတချို့မျိုးတွေမှာဆိုရင်နမူနာဆိုရင်ဆိုမာလီယာတို့ဘာလို့လာတဲ့သူတွေဆိုရင်အရင်ရောက်တဲ့သူတွေကသူတို့အဆင်ပြေလာတဲ့ချိန်မှာအဲ့ဒီရက်ွက်မှာရှိတဲ့ available ဖြစ်တဲ့ရောင်းမယ်ဆိုတဲ့အိမ်တွေပါတော့သူတို့ဝယ်ချပလိုက်ဝယ်ပြီးနောက်လာတဲ့လူတွေကိုအဲ့မှာပြန်ငှားပေးတယ်ဈေးတက်နဲ့ဆိုတော့ဒီမှာဒီရက်ွက်ကိုရှင်းပြောရရင်သူတို့ရဲ့လူတွေကြီးပဲရှိတဲ့နေရာဖြစ်အောင်လုပ်လိုက်တဲ့ခါကျတော့နောက်တစ်ချိန်ကျတော့data like ဒီရွေးကောက်ပွဲတွေပါနေကြတော့သူတို့ကပဲပြန်အရွေးခံရတာမျိုးပေါ့နော်ဆိုတော့သူတို့ community ကိုသူတို့ voice ပြန်ဖြစ်အောင်ပြန်လုပ်လိုက်နိုင်တယ်သူတို့အတွက် space တစ်ခုပေါ့နော်သိလားမနိုင်ငံရေးအရာ political voice တစ်ခုထွက်အောင်ပြန်လုပ်လိုက်နိုင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကိုယ်စီမှာကြတော့ဟိုပုံကြီးကျောင်းတော့၅ကျောင်းဖြစ်တာတို့တမျိုးထဲမှာအဲ့လိုပေါ့နော်အဲ့လိုတွေဖြစ်နေတဲ့အခါကြတော့ဘယ်တော့မှလည်းဟိုလုံလောက်တဲ့နိုင်ငံရေး voice ကိုမ
မသွားနိုင်ဘူး တဲ့လားအဲ့လိုမျိုးလေဆိုတော့ပြန်ပြီးတော့အဲ့ဒါတော့ဟိုတကယ်ကိုလေကို passionate ဖြစ်ပြောချင်နေတဲ့အကြောင်းအရာပဲဆိုတော့အဲ့လိုလေးပြန်စဉ်းစားသေးခြင်းနဲ့နောက်ပိုင်းမှာအခုຫນွေဦးနောက်ပိုင်းဖြစ်လာတဲ့ဟာသွားလေရနေရာတော်တော်များများရောက်ခဲ့ရတော့လေသွားလေရမှာသတိထားမိတာအဲ့လိုဖြစ်လာတယ်ပေါ့နော်တော်လှန်ရေးຫນွေဦးရန်မုံငွေအပြင်ကလုတ်တဲ့လူရဲ့တာဝန်ကရန်မုံငွေရှာဖို့ဆိုတာဟာမှာလေလမ်းဆုံးနေတယ်လို့မြင်ရတယ်ဆိုတော့အဲ့ဒါကိုသိအဆင်မပြေဘူးပုံမှန်လင်းပြောတာပေါ့နော်ဒီထက်မကသွားနိုင်တယ်ဒါဆိုဒီ social capital ရှိတယ်တကယ်တမ်းပြောရချင်းဆိုရင်လေ လုံနိုင်တဲ့လူတွေလည်းရှိတယ် ဟုတ်ပြောတယ်လို့ပဲ refugee လို့သာပြောတာအကုန်လုံးကပညာတတ်တွေအများကြီးပဲရှိတယ်ဥပမာထိုင်းဆိုလဲတကယ်တမ်းကထိုင်းရဲ့ economy တောင်မှသွားပြီး impact ဖြစ်နေတာနော်ဥပမာပြင်ဝင်ထွက်လာတဲ့လူတွေကနောက်ဆုံးကိုလုံအားရှိပဲလိုက်ပြီးတော့တုံးပြီးတော့အလုပ်ရှာတဲ့အဆင်မဟုတ်တော့ဘူးဟုတ်လား business ငွေမြုပ်နှံတဲ့အဆင့်ဖြစ်လာပြီးငွေမြုပ်နှံပြီးတော့ဟလာဒီဟာကိုပေါ့နော်ဟိုမောင်းနေတဲ့အဆင့်ဖြစ်လာပြီဆိုတော့ဒါတွေကနဲတဲ့ access တွေမဟုတ်ဘူးဒီဟာတွေကိုဒီ view ဟာကြတာရွေ့နိုင်တယ်ဆိုလို့ရှိရင်ဒီစစ်အာဏာရှင်အလွန်ထိပါသွားလို့ရတယ်ဒီမှာလမ်းဆုံးစရာမလိုဘူးသိရမလားဆရာနာရှင်ကြာဆုံးရင်မှလမ်းဆုံးသွားမှာမဟုတ်ဘူးမြန်မာပြည်ဒီဆက်ပြီးတော့သွားနေမယ်နိုင်ငံဆက်ပြီးတော့ရွေ့မဲ့ဟိုဟာတစ်ခုပဲလေ society တစ်ခုပဲဆိုတော့အဲ့လိုမျိုးပေါ့တော့နည်းနည်းလေး strategize ဖြစ်ပေါ်ပဲလိုတာပေါ့နော်အဲ့လိုမျိုး မို့လည်းအသဘောတူတယ်ဘာလို့လဲဆိုတော့မို့အမြင့်မို့တယောက်တည်းဆိုလို့ရှိရင်ဘာလုပ်ချင်တာလဲဆိုတော့ social enterprise ကိုတစ်ခုခုလုပ်ချင်တာဘာလို့လဲဆိုတော့ဆရာမပြောလို့ fundraising ပဲလုပ်နေလို့အဆင်မပြေနေဘူးအဲ့ sustainable မဖြစ်နေဘူးမဖြစ်တော့ဥမာခုနကပြောသလိုလောက်သားအင်အားရောအလုံးကအခွင့်အရေးရောဖန်တီးလို့ရမယ်social enterprise မျိုးဒီမှာလုပ်လို့ရတယ်ဒီမှာလုပ်လို့ရတာအများကြီးရှိတယ်ဒါပေမဲ့ပြဿနာကြတော့ဗာလဲဆိုတော့ခုနဆရာမပြောသလို access တွေရောရှိတယ်ဒါပေမဲ့strategic ကြစုစည်းမှုဥမာမို့ business idea လို့ကျန်ဘယ်သူ့ကို reach out လုပ်ရမယ်အဲ့လိုမျိုးမသိသေးဘူးမြန်မာစာမပြောင်းအောင်လည်းလုပ်ချင်တယ်ကိုယ့်ရဲ့ culture နဲ့ connect disconnect မဖြစ်သွားအောင်လည်းကာကွယ်ခြင်းပဲပေါ့နော်နောက်ထပ်လာတဲ့လူတွေကိုအဆင်ပြေပြေလုပ်ပေးခြင်းလဲဆိုရင်ခုနတော်လိုင်းအောင်မှုပဲ focus လုပ်နေလို့မရဘဲနဲ့တပြိုင်တည်းလုပ်လို့ရတဲ့ဟာရှိရပေါ့နော်အဲ့လိုမျိုးစဉ်းစားရတယ်ပြီးတော့ဆရာမပြောတဲ့အဲ့လိုဒီမှာဖုန်းကြီးကြောင်၅ကြောင်ကွဲသလိုမျိုးအဲ့လိုမျိုးကိစ္စဆိုရင်မို့ဒီနေ့ကလေဟိုတနေ့ကရီးစရာပြောပြဟိုတနေ့ကမဝင်းကားညီလာကန်ဆိုပြီးလုပ်တယ်ဟုတ်တယ်အဲ့ဒါဆိုစိတ်ထဲမှာအရန်သဘောကျဘာလို့လဲဆိုတော့မိုးရိုစီမှာမတူညီရဲ့ diverse ဖြစ်တဲ့ culture တွေအများကြီးရှိတယ်ဒါပေမဲ့လေကောင်းတဲ့အချက်ကလိုတယ်ဆိုရင်လူတွေကစုစည်းပြီးတော့တကယ်ကိုလာလုပ်ကြတယ်အဲ့ဒီဟာလေးသတိထားမိရပေါ့နော်အဲ့တော့အဲ့ဒီဟာကိုနင်းပြီးတော့မတူညီတဲ့လူတွေကလည်းစုစည်းလို့ရတယ်ဆိုပြီးစုစည်းလို့ရတဲ့နေရာလေးတစ်ခုရှိလာရင်ကောင်းပါပဲပြီးတော့ဟိုမှာစောက်တွေအများကြီးရှိအမရောက်တော့မှရှိအဲ့ဒါစာကြည့်လိုက်နေလဲလုံးချင်တယ် club လေးစစီချင်တာပေါ့နော်ပတ်မှာတော့အဲ့ဒါပြော အ သိ ရင် ခဲ့ တ တယ် ယောက်လုပ်တယ်ဆိုဒီမှာစာကြည့်တယ် မသိဘူး ဟုတ်လား မှန်လို့ ဟုတ်လား စာကြည့်လိုက်လုပ်ဘူးလေ အေးကြောင်း လေးစာကြည့်လိုက်ဆိုပြီးတော့အဲ့လိုမျိုးလေးလုပ်တာဒါပေမဲ့အများကြီးတော့လူတွေအများကြီးမလာပါဘူးကိုဘူးပြအဲ့လိုစာအုပ်တွေတင်ထားတော့လေ အခုကိုကြန့်ရှိမှာစာအုပ်တွေဆိုတာ ကိုချက်စီမှာလည်းရှိမတူ ဒါဆိုကိုကြန့်တို့ကသူတို့လည်းတစ်ခါလုပ်တယ်လို့ပြောတယ် သူတို့လောက်တာစာကြည့်လောက်တာက AYBN ကလောက်တာထင်တယ်အရင်တော့ဟိုးတော့လောက်တာပေါ့ကျွန်မမရောက်ခင်ကလောက်တာထင်တယ် အမှန်ဒီမှာဆိုလို့ရှိရင်လေကျွန်မနားလေတဲ့လောက်ကဥပမာ public library တွေကိုလေတွားပြီးတော့လေဟိုလုပ်လို့ရတယ်သိတယ်မလားဒီ multicultural ကောင်းစဉ်အောက်ကနေမြန်မာစာအုပ်တွေကိုဘယ်လိုလုပ်ပေးပါပေါ့နော်တကယ် consume လုပ်မဲ့လူရှိရင်ပေါ့တကယ်ဖတ်ပြီးသုံးမဲ့လူရှိရင်သူတို့ကိုယ်တိုင်က funding တစ်ခုနဲ့ဝယ်ပေးဖို့ဝန်လေးမယ်လို့မထင်ဘူးသိလားကိုက strategic ဖြစ်လုပ်နိုင်ဖို့ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ဥပမာကိုမင်းညိုတို့က moderator လို့ဖြစ်လာပြီးတော့ဒီစာအုပ်တွေကိုဘယ်လိုဖတ်မလဲဟလာရှင်းပြီးနောက်ပြီးရှင်းပြမဲ့သူတွေစုပြီးဖတ်မယ်ကျွန်မပြောတာကဥပမာစာတက်စရာတော့မလိုဘူးစာကြည့်တဲ့ရဲ့ book club member ဖြစ်ဖို့ကစာတက်တဲ့သူတွေကဖတ်ပြမှာပေါ့ဟုတ်တယ်နားထောင်ပြီးပေါ့နောက်လူငယ်ပေါ့နော်လူကြီးတွေကခုနလိုအိမ်လွမ်းနေတဲ့လူကြီးတွေကအတွက်တော့ဒါလိုမယ်လူငယ်တွေကကြတော့ကြားလာရင်ခုနလိုမြန်မာလိုလည်းမတတ်တော့ဘူးမြန်မာဟိုဟာနဲ့လည်းဝေးလာမယ်အဲ့တော့သူတို့လည်းအဲ့လိုပဲလေမြန်မာစာကိုဖတ်တတ်စရာမလိုဘူးနားထောင်ရင်းနဲ့ဒီဟာကိုပေါ့နော်အရသာတွေ့လာမယ်ပေါ့နော်ဒီစာပေရဲ့အရသာတွေ့လာမယ်ပြီးတော့ဒီ society ရဲ့အတွင်းသားကိုနားလည်လာမယ်ပေါ့နော်အဲ့ထက်ပြီးတော့ဆိုရင်အဲ့ကျွန်တော်တို့ငယ်ငယ်တော့ဗမာကစားတဲ့ကစားနည်းလေးတွေရွှေစံညိုဟုတ်တယ်တာတူပြစ်တာတို့ဖန်ခုံတာအဲ့ဒါလေးတွေပါအဲ့ကလေးတွေကိုစုပြီးတော့ထုံစည်းတိုးတာတော့လုပ်ပြရအောင်
အဲ့ဒီစာအုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမှာလွန်ခဲ့တဲ့အဲ့ဒီ10နှစ်15နှစ်မကအဲ့လောက်ကပေါ့နော် ဟုတ် လုတ်ဖူးတဲ့ State Library မှာမြန်မာဟိုဟာဆိုပြီးတော့လုတ်ဖူးတယ်ဒီမှာအဲ့ဒီ librarian နဲ့ပြီးထားတဲ့ဟိုမျိုးသမီးတယောက်လည်းရှိတယ်သူကနေစပြီးလုတ်တာထင်တယ်ပေချာတော့မသိတော့ Yuri မယူရီတို့အဲ့ဒါကြီးပေါင်းပြီးတော့သူတို့လုတ်ဖူးတယ်အဲ့ဒါတဖြည်းဖြည်းနဲ့ယော့သွားတာပေါ့နော်ဘာလို့ဆိုတော့ဖတ်မဲ့လူငှားမဲ့လူမရှိတဲ့ခါကျတော့ဒီအဲ့ဒီ project ကရက်သွားတဲ့သဘောမျိုးဖြစ်သွားတာပေါ့အဲ့လိုမျိုးပြန်ပြီးတော့အသက်သွင်းမယ်လို့ရနိုင်ပါ ခုနလိုလေ book club သဘောမျိုးပေါ့နော်ဘယ်နည်းကတော့အသက်ကြီးသူများအတွက်ဘယ်နည်းကတော့ကလေးငယ်များအတွက်အတင်မှာဘယ်နည်းကတော့ teenager များအတွက်ပေါ့နော်တယောက်ယောက်ဟို assign လုပ်ပြီးတော့လေလှည့်ပြီးတော့လုပ်နိုင်ရင်လေ project planning ကောင်းကောင်း လုပ်မှရမယ်ဟုတ်တယ် ဒါပေမဲ့လောလောဆယ်တော့အဲ့လို resource တွေရောလိုတာပေါ့နော်ဥပမာ space လိုမယ် နေရ ဒါပေမဲ့အခုစဉ်းစားကြည့်မှ don site မှာဆိုအပတ်တိုင်းရှိတယ် ဟုတ်တယ် ဆိုတော့အဲ့လိုမျိုး activity မျိုးအခြေပြုပြီးတော့အဲ့လိုဇပွဲလေးတစ်ခုကနေစတာပဲ even ဒီ do size ဟိုစာပါလေကျမကအရင်ကပဲမြန်မာရသအစုံစံဆိုပြီးတော့လောက်တာရှိတယ်လေရသအစုံစံကတကယ်တမ်းကျတော့စာပေဟောပြောပွဲနဲ့လုံးဝမတူတဲ့ sense ကိုတွားထားတာအပြန်အလှန်သွားတာပေါ့နော်ဆိုတဲ့အခါကျတော့ဟောပြောပွဲမဟုတ်ဘူးဒီ ဆွေးနွေးတာပေါ့ no သူကပဲတနည်းအားဖြင့်ပြောရင်ရသအရသာခံကြ အော် ဆိုတော့ဖတ်ချင်တဲ့သူကဖတ်ချင်တာကိုဖတ် recite လုပ်တာပေါ့နော် read လုပ်တာတော့မဟုတ်ဘူးဆိုတော့ recitation မှာကကြတော့ဒီဘယ်လိုခေါ်မလဲအနှစ်သာရကိုလည်းသဘောပေါက်ရတယ်လို့သူကိုယ်တိုင်က art ကိုအနည်းပညာဖြစ်နေတဲ့အခါကျတော့ heart ထိတာဟုတ်သိရမလားနှလုံးသားခံစားနိုင်တဲ့အခါကျဟိုကကျွန်တော်တို့တွေ့ကြုံရသအစုံစံပွဲတွေကစာရေးဆရာတွေကကြီးပဲပေးဆက်လိုက်ရတာဟုတ်ပဲねသူတို့စီကပြန်ရတာအများကြီးပဲသူတို့စိတ်ထဲကထွက်လာတဲ့ဒီအတန်ဒီခံစားချက်တွေကိုပြန်ပြီးတော့လုပ်ပြီးတော့နောက်အဲ့ဒီပွဲတွေရဲ့ ground rule ကကြတော့လူတိုင်းပါမယ်ဆိုတော့သူတို့ကစာရေးဆရာဖြစ်ဆရာမလိုဘူးစာအုပ်တွေအစနစ်ရှိတယ်စာအုပ်ကြိုက်တဲ့စာအုပ်ကသူတို့ရေးတာမဖြစ်လဲရတယ်ယူပြီးတော့သူတို့ကိုယ်တိုင် recite လုပ်ပြတယ်ဒါမှမဟုတ်ရင်အဲ့ချိန်ကျမှစိတ်ကူးတွေပေါက်ပြီးတော့ရေးကျင်တယ်ဆိုလို့ရှိရင်လည်းရေးပြီးတော့ရွတ်လို့ရတယ်အဲ့လိုဟာကိုဝင်းကရွာလေ ABS ရဲ့ထောင်ခဲ့တဲ့မွန်ပြည်နယ်ကဝင်းကရွာမှာကျမတို့သွားလို့တော့အဲ့ဒီရွာကစာပေဟောပြောပွဲဆိုတာတစ်ခါမှနားမထောင်ဘူးရဲ့အရာဒါလေးကသေးသေးလေးကလေးတွေကလည်းဟိုဟာဖြစ်တယ်ပြီးတော့အဲ့လိုပေါ့လူကြီးတွေရှိနေတော့ကလေးတွေကစကားမပြောရဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတာဆိုတော့ဟိုအတော်ကျုပ်ပြောရရင်လာတက်တဲ့ထဲမှာရဲပါလာတယ်သိလားအဲ့တော့ဦးသိန်းစိန်လက်ထက်အဲ့လိုအချိန်မျိုးအဲ့တော့ရဲပါလာတော့ပထမတော့ तू ကတောင်းဝန်ရလာတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ floor ဖွင့်ပြီးတော့ကလေးတွေကိုအဲ့လိုပေါ့လာလို့သူတို့ပဲစာပေဟောပြောပွဲတော့မသိတဲ့ခါကျစာအုပ်တွေကိုယူပြီးတော့ဒါလေးရွတ်ပါဘလို့အတန်နေအတန်ထားနေပါညာလှုပ်ပြီးတဲ့ခါကျရေးချင်တဲ့သူရေးပါရေးပြီးရင်ကိုယ့်အကိုရွတ်ပါဆိုတော့အဲ့ရဲလက်ထောင်ကျွန်တော်ရေးလို့ရပါဘူးအသိရတာမလုံးချမ်းပါဆိုအဲ့လိုလေပြောချင်တာလေသိလားဟိုအမှုပညာဆိုတာအဲ့လိုလေဆိုတော့ဥပမာဒွန်းဆိုင်မှာတော့မှစားရင်တောက်ရင်းနဲ့ဟိုဂီတာကြီးပဲမဟုတ်တယ်ဒီလိုမျိုးပေါ့နော်ကြပြာရွတ်ပြီးတော့ အပြန်အလှန်လေထည့်မယ်ဆိုရင်ဒါလေးနဲ့စပြီးတော့ဟိုလူစုလိုက်တဲ့ဟာမျိုးပေါ့နော်လုံးလို့ရတယ်လို့ထင်တာပဲ ဟုတ် organize လုပ်ကြည့် ညာဘို့လည်းအဲ့လိုမျိုးအားလုံးနည်းနည်းစုစီစီလေးဖြစ်လာမယ့်ဟာမျိုးခုနလိုမျိုးမြန်မာ community ဆိုပြီး voice တစ်ခုဖြစ်လာမယ့်ဟာမျိုးပြီးတော့နောက်ထပ်လာမယ့်လူတွေကိုစုပြီးတော့ကူညီပေးလို့ရမယ့်ဟာမျိုးဖြစ်ချင်တာဟိုမှာအစင်မပြေလို့ဟိုကစိတ်ဆင်းရဲမှုပေါင်းဆိုခဏလေးထားခဲ့ပြီးတော့ဒီကိုရောက်ခဲ့ပြီးတာဒီကလမ်းကိုတက်နိုင်တော့တော့နည်းနည်းလေးချောမွေ့စေတယ်မချောမွေ့ဘူးဆိုတာသိတယ်ဒါပေမဲ့နည်းနည်းလေးတက်တာစေချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ချင်တယ်ပြီးတော့ခုန social connection cultural connection အဲ့လိုမျိုးလေးပြန်လုပ်ချင်တယ်ပေါ့နော်ဆရာမကိုကိုမင်းညောကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အများကြီးနားထောင်လိုက်ရတယ်ပြီးတော့ဟိုဒီ community ကိုပြန်ပြီးတော့ကိုနောက်ထပ် sustain ဖြစ်အောင်ထောက်ပံ့ပေးလို့ရတဲ့ idea တွေပေးရတော့လေကျေးဇူးတင်ပါတယ်နောက်လည်းလို့ရင် idea လေးပေးကြပါဦး project လုပ်ဖြစ်လဲတော့ပြောမယ်နော် ဟုတ် ကဲ့ပါပေးကြပါ ကျေးဇူးပါ